အားလုံးပဲမင်္ဂလာပါမေတ္တာဖောင်ဒေးရှင်းကကြိုဆိုလိုက်ပါတယ်အဲ့တော့အင်တာဗျူးရပြီဆိုလို့ရှိရင်ဒီအချက်တွေကိုတည်တည်ချာချာပြင်ဆင်ပါလို့ပြောချင်ပါတယ်ပထမအဦးဆုံးကကိုယ့်ရဲ့ statement ကိုတည်တည်ချာချာအနည်းဆုံး9ခေါက်လောက်အရင်ဖတ်ပါဒုတိယကဖတ်ပြီးရင် statement မှာပါတဲ့ကိုယ့်ရဲ့ဖန်ဆီးတဲ့အချိန်ရည်အတွက်တည်တည်ချာချာ research လုပ်ပါလုပ်တဲ့အခါမှာမြန်မာနိုင်ငံရဲ့သမိုင်းနဲ့ကိုယ့်ရဲ့ဖြစ်စဉ်အချိန်ကိုကွက်တိကိုက်ပြီးတော့တည်တည်ချာချာကြည့်ပါနောက်တစ်ချက်ကတော့ mock interview လုပ်မဲ့သူတွေလုပ်ဖို့ရလိုအပ်တဲ့သူတွေဟာအဲ့ဒီအတွက်ကိုတည်တည်ချာချာအချိန်ယူပြီးတော့တောင်းဆိုပါအရေးကြီးဆုံးအချက်တွေကတော့ practice ပါပဲအချိန်ချင်း practice တွေကိုမှန်မှန်ကန်လုပ်ပါနောက်တစ်ခုကမေးခွန်းမေးတဲ့အခါမှာရှေ့နေဘာကြောင့်မပါခြင်းဆိုတာကိုတည်တည်ချာချာဖြေနိုင်ရပါလိမ့်မယ်အဲ့ဒါဆိုရင်တော့သင်ရဲ့ interview ဟာတရားရခိုင်နှုန်းအောင်နိုင်ပါတယ်လို့ပြောရင်းနဲ့မေတ္တာဖောင်ဒေးရှင်းနဲ့နောက်တစ်ချိန်ပြန်ပြီးတော့တွေ့လိုက်ကြရအောင်ပါ